ဇလန်းအစမှာအန်နာတယောက်နိုးလာတော့ရိုးရိုးမိုးကြီးတာပဲလို့ထင်နေခဲ့တာဒါပေမဲ့မျက်စိဖွင့်လိုက်တဲ့အချိန်မှာတော့ရေကြီးတာကသတင်းပေါက်ကနေအိမ်ထဲအထိရှံဝင်လာပြီးဒုတိယထပ်အထိရောက်နေခဲ့ပြီးတားဖြစ်သူဇီရင်ကတော့အောက်မှာပျော်ပျော်ပါးပါးရေကူးတင်နေတော့ဘေးအန္တရာယ်ကြီးကြောက်တော့မယ်ဆိုတာကိုလုံးဝမသိရှာဘူးလူနေအိမ်ယာရဲ့အရေးပေါ်ကြေညာချက်ကနေလျှက်စစ်တပ်လေကားတွေရပ်ဆိုင်းသွားပြီဖြစ်လို့အားလုံးတိုက်ပွဲကိုအမြန်ဆုံးသွားပြီးဘေးရှောင်ကြဖို့တတိပေးလာတဲ့အတွက်အန်နာလည်းအထုပ်ပိုးတွေကိုအမြန်သိမ်းဆည်းရတော့တယ်အဲ့ဒီအချိန်မှာပဲသူတေသနဌာနရဲ့လုံခြုံရေးဝန်ထမ်းစွန့်ကြောက်ရှိကဖုံးဆက်ပြီးအပေါ်ကိုအမြန်ဆုံးတက်ဖို့ပြောပေမဲ့စကားတောင်မဆုံးသေးခင်မှာပဲလိုင်းပြတ်တောက်သွားခဲ့တဲ့အန်နာနောက်လှည့်ကြည့်လိုက်တဲ့အခါအခန်းထဲကတားဖြစ်သူကပျောက်ရွှေ့နေပြီတော်သေးတာကနောက်ဆုံးတော့အဲ့ဒီကလေးဆိုးလေးကိုအဝတ်ဗီရိုထဲမှာရှာတွေ့ခဲ့လို့ပဲဒီအချိန်မှာလေကားထစ်တွေစီမှာတော့ရုံရင်ဆန်းခတ်တွေဖြစ်နေပြီးအန်နာကတားကိုပွေ့ချီပြီးအခြားလေကားတစ်ခုစီပြောင်းသွားပေမဲ့ရေမျက်နှာပြင်ကတအားမြင်မြင်တက်လာတာကြောင့်မျက်စိတမိတ်တွင်မှာတတိယထပ်အထိရောက်လာပြီးနေထိုင်သူအများပြားရေထဲမျောပါသွားကြတယ်သူမတတမထက်အထိတက်လာတဲ့အချိန်မှာတော့ရှေ့ဆက်မဲ့လမ်းကအမိုက်တရိုက်တွေပိတ်ဆို့နေလို့အပေါ်တက်လို့မရတော့ဘူးအဲ့ဒီအချိန်မှာပဲအန်နာကတစ်ဖက်မှာရှိနေတဲ့စွန့်ကြောက်ရှိကိုလှမ်းမြင်လိုက်ရတယ်ဒါပေမဲ့သူမလက်လန်းပြလိုက်ရုံရှိသေးအေယာမလိုင်းလုံးကြီးကမှန်တွေကိုရိုက်ခွဲပစ်လိုက်ပြီးတစ်ထက်လုံးကိုလုံးဝဝါမြူသွားခဲ့တယ်အန်နာကနောက်ကြည့်နေတဲ့ရေထဲမှာတားဖြစ်သူကိုအသေးတန်လိုက်ရှာပြီးအခန်းတစ်ခုထဲမှာခက်ခက်ခဲခဲရှာတွေ့ခဲ့ပေမဲ့အခန်းတကားကရေဖိအားကြောင့်အသေးပိတ်မိနေလို့ဘလို့မှထွက်လို့မရဘူးအရေးကြုံနေတဲ့အချိန်ပိုင်းလေးတွင်းမှာပဲစွန့်ကြောက်ရှိကအပြင်ကနေတကားကိုရိုက်ခွဲဝင်ရောက်လာပြီးတားမိနှစ်ယောက်လုံးကိုကဲတင်ပေးခဲ့တယ်အဲ့ဒီနောက်စွန့်ကြောက်ရှိကအဖွဲစည်းစီအကြောင်းကြားပြီးအစင်းမြင့်သူတေတီအန်နာနဲ့ဇီရင်တို့အသက်ရှင်နေသေးကြောင်းအတည်ပြုလိုက်တယ်သူကအန်နာကိုပြောပြတာကတော့ဒီဘေးအန္တရာယ်ဟာအုတ်ကခဲငယ်တစ်ခုတောင်ပန်စွန်းဒေတာကိုတိုက်မိလို့ဖြစ်ရတာဖြစ်ပြီးရေတွေပြန်ရှန်တက်လာတာကြောင့်ဂျပန်နိုင်ငံရဲ့တဝက်လောက်ပျောက်ကွယ်သွားပြီဖြစ်ကြောင်းဒီအထက်30ရှိတဲ့အဆောက်အုံကြီးကလည်းကြခံမှာမဟုတ်လို့ကုမ္ပဏီကသူတို့ကိုလာခေါ်ဖို့ရဟတ်ရင်ဆေးလွတ်ထားကြောင်းပြောပြတယ်တကယ်တော့အန်နာရှိနေတဲ့ကုမ္ပဏီကလူသားမျိုးနွယ်တစ်စီမံကိန်းတစ်ခုကိုအယူမှုလှုပ်ဆောင်နေတာဖြစ်ပြီးအန်နာကတော့စိတ်ခံစားမှုအင်ဂျင်စီမံကိန်းရဲ့တဦးတည်းသောပညာရှင်ဖြစ်တာကြောင့်သူမအသက်ရှင်ဖို့ကအလွန်အရေးကြီးတယ်ဒါပေမဲ့စွန့်ကြောက်ရှိကတတိပေးတာကတော့အသက်ရှင်တန်ခွင့်ရဖို့အတွက်တိုက်ပွဲပေါ်ကအိမ်နီးနားချင်းတွေကဘာမဆိုလုပ်ပြီးနေရာလူကြလိမ့်မယ်ဆိုတာပါပဲဖုံးချလိုက်ရုံရှိသေးအခန်းထဲမှာတဘာဝတက်ငွေတွေရုတ်တရက်ယိုစိမ့်လာပြီးအဲ့ဒီနောက်မှာတော့ပြင်းထန်တဲ့ပောက်ကွဲမှုကြီးဖြစ်ပွားခဲ့ကအန်နာကလေလိုင်းတန်ကြောင့်လွင့်စင်ပြီးအေးဆက်လာတဲ့ပင်လယ်ရေထဲကိုပြုတ်ကျသွားခဲ့ရတယ်။ပြုတ်ကျသွားပြီးနောက်အန်နာကလျှက်စစ်တဲ့လေကားထဲကနေမိန်းကလေးငယ်တစ်ယောက်ရဲ့ငိုယိုအော်ဟစ်တန်ကိုကြားလိုက်ရတယ်။သူမလူကိုကယ်ချင်ပေမဲ့ရေတွေကလျှက်စစ်တဲ့လေကားတစ်ခုလုံးကိုမြုပ်သွားစေခဲ့ပြီးဘလို့မှမမီတော့ဘူး။အန်နာလည်းအပေါ်ကိုပဲဆက်လက်ထွက်ပြေးခဲ့ရပြီးနောက်ဆုံးတော့စွန့်ကြောက်ရှိဇီရင်တို့နဲ့ပြန်ဆုံခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဇီရင်ကရုတ်တရက်ယောဂထဖောက်လာပြီးဆေးကလည်းပျောက်ဆုံးသွားခဲ့ပြီးအန်နာကဘာကိုမှဂရုမစိုက်ပဲအဖိုးအိုတယောက်ရဲ့အိမ်ထဲကိုအတင်းဝင်သွားပြီးအိမ်တွင်းဖြစ်ပေါ်ဆက်ထားတဲ့ဆေးကိုတားဖြစ်သူကိုတိုက်ကျွေးခဲ့တယ်တကယ်တော့ဇီရင်ကသူမရဲ့သားအရင်မဟုတ်ပဲကုမ္ပဏီရဲ့စမ်းသက်ခံတက်ရှိဖြစ်ပါတယ်သူမကဇီရင်ကိုသူတေသနဌာနစီပြန်ပေးချင်ခဲ့တာဖြစ်ပေမဲ့ဒီလိုတေကွဲရှင်ကွဲထွက်ပြေးခဲ့ရပြီးတဲ့နောက်မှာတော့ဇီရင်ကသူမရဲ့ဘဝတစ်စိတ်တစ်ပိုင်းဖြစ်နေခဲ့ပါပြီဒါပေမဲ့အဲ့ဒီအချိန်မှာပဲစွန့်ကြောက်ရှိကနောက်ဆုံးတော့အမှန်တရားကိုဖွင့်ပြောလာတယ်အဖွဲ့အစည်းကအစကတည်းကအန်နာတယောက်တည်းကိုပဲခေါ်ထုတ်ဖို့ရည်ရွယ်ထားတာဖြစ်ပြီးဘာဖြစ်လို့လဲဆိုတော့အန်နာကိုယ်တိုင်ကကလေးမလိုချင်ဘူးလို့ပြောခဲ့ဘူးလို့ပဲဒါကြောင့်အဲ့ဒီအချိန်ကတည်းကအဆုံးသက်ကတတ်မှတ်ပြီးသားဖြစ်နေခဲ့ပြီးစမ်းသက်ခံပစ္စည်းဖြစ်တဲ့ဇီရင်ကိုတော့သူတေသနဌာနကပြန်လည်သိမ်းဆည်းရမှာဖြစ်တယ်သူတို့တိုက်ပွဲကိုရောက်တဲ့အခါလုံခြုံရေးဝန်ထမ်းတွေကဇီရင်ကိုအတင်းအဓမ္မလူယူသွားခဲ့ကြတယ်နောက်တစ်စက္ကန့်မှာပဲတနက်တန်တွေထွက်ပေါ်လာပြီးစွန့်ကြောက်ရှိတဲ့လုံခြုံရေးဝန်ထမ်းအားလုံးဟာမိမိလူတွေရဲ့လက်ချက်နဲ့တင်အကွက်ထဲမှာတင်အဆုံးစီရင်ခြင်းခံလိုက်ရတယ်တကယ်တော့ဘေးလွတ်ရာစခန်းဆိုတာအဆုံးမူသားတသက်တာဖြစ်ပြီးအန်နာကလွဲရင်အားလုံးတေးကြရမှာဖြစ်တဲ့ဒုံးပြန်ပေါ်ကိုခေါ်ဆောင်ခြင်းခံရပြီးနောက်ကဘာမြေကြီးဟာအုတ်ကခဲကြောင့်မကြခင်ပျက်စီးတော့မယ်ဆိုတာအန်နာသိလိုက်ရတယ်သူတို့ကလူသားတွေရဲ့နောက်ဆုံးရှင်တန်ခြင်းပဲဒါပေမဲ့အန်နာကဒုံးပြန်အာကာသထဲပြန်တက်ချိန်မှာတင်ယောဂနဲ့တေဆုံးသွားခဲ့တယ်မတေခင်မှာတော့သူမကမိမိရဲ့မှတ်ဉာဏ်တွေကို program တစ်ခုအဖြစ်ပြုလုပ်ပေးဖို့တောင်းဆိုခဲ့ပြီးဒါကပကတိအတူအယောင်ကဘာထဲမှာတားဖြစ်သူကိုပြန်ကယ်တင်နိုင်ဖို့အတွက်ပဲဖြစ်တယ်လူသားမျိုးနွယ်ဆက်နွယ်နိုင်ဖို့အတွက်သူမကစိတ်ခံစားမှုအင်ဂျင်ကိုအပြီးတက်ရမှာဖြစ်လို့အန်နာကမိမိကိုစမ်းသက်ခံတက်ရှိအဖြစ်ပြောင်းလဲပစ်ဖို့ဆုံးဖြတ်ခဲ့ကဒါကိုကယ်တင်မဲ့နီလန်ရှာမတွေ့မချင်းပကတိအတူအယောင်ကဘာထဲမှာအကြိမ်ကြိမ်အဖန်ဖန်တန်တရားလည်နေခဲ့တယ်သူမပြန်နိုးလာတဲ့အချိန်မှာတော့အချိန်ကရေကြီးမှုဖြစ်ပွားတဲ့အဲ့ဒီမနက်ခင်းစီပြန်ရောက်သွားခဲ့ပြီးသူမရဲ့အဝတ်စားပေါ်ကနံပါတ်4ရ9ဆက်တကတော့သူမအနေနဲ့တန်တရားလဲမှုကို4ရ9ဆက်တစ်ကြိမ်မြောက်ဖြတ်တန်းခဲ့ပြီးပြီဆိုတာကိုပြသနေတာဖြစ်တယ်ဒီတစ်ချိန်မှာတော့အန်နာကမှတ်ဉာဏ်တွေကိုအသုံးချပြီးဘေးအန္တရာယ်မျိုးမျိုးကိုရှောင်ကွင်းနိုင်ခဲ့ပေမဲ့ရုံရင်ဆန့်ခတ်မှုကြားထဲမှာဇီရင်နဲ့လူချင်းကွဲသွားခဲ့ပြီးတားဖြစ်သူပင်လယ်ထဲပြုတ်ကျသွားတာကိုမျက်စိရှိတင်မြင်လိုက်ရကမိမိကိုယ်တိုင်လည်းကားတိုက်ခံရပြီးတေဆုံးသွားခဲ့လို့တန်တရားကပြန်လဲစတင်ခဲ့ရပြန်တဲ့အကြိမ်4009မြောက်တန်တရားမှာတော့ဒီတစ်ချိန်မှာမိန်းကလေးငယ်ကြီးစုကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့တယ်အကြိမ်9993မြောက်တန်တရားမှာတော့သူမကကိုဝင်ဆောင်မိခင်တယောက်ကိုကလေးမွေးဖွားပေးဖို့ကူညီပေးခဲ့ပြီးမွေးကင်းစကလေးငယ်ကိုကြည်ရင်နဲ့ဇီရင်ကသူမရဲ့ဖုန်းထဲကိုပကြီးကားတစ်ချက်ပို့ထားတယ်လို့ပြောခဲ့တာကိုရုတ်တရက်တတိယသွားခဲ့တယ်အန်နာကတပ်ပုံအယ်ဘမ်ကိုဖွင့်ကြည့်လိုက်တဲ့အခါချက်ချင်းပဲစွန့်သွားခဲ့ရတယ်ပကြီးကားပေါ်မှာကပထမဆုံးအကြိမ်တိုက်ပွဲမှာခွဲခွာခဲ့ရတဲ့မြင်ကွင်းကြီးဖြစ်နေခဲ့တယ်
တယ်သူမနောက်ဆုံးတော့နားလည်သွားခဲ့ပြီတန်တရားအချိန်တိုင်းမှာဇီရင်ရဲ့မှတ်ဉာဏ်တွေကဘယ်တော့မှဖျက်ဆီးခြင်းမခံခဲ့ရဘူးဆိုတာသူကမိမိရဲ့နီလန်နဲ့မေမေကိုအမြဲတမ်းသတိပေးနေခဲ့တာဖြစ်တယ်အချိန်3418မြောက်တန်တရားမှာတော့အန်နာကစွန်ကြောက်ရှိကိုနောက်ဆုံးတော့နားချနိုင်ခဲ့ပြီးမိမိကိုယ်ကိုတန်တရားထဲရောက်နေတယ်ဆိုတာကိုယုံကြည်သွားစေခဲ့တယ်ပြန်လည်တွန်းလှန်ပြီးတဲ့နောက်စွန်ကြောက်ရှိကဒီတစ်ချိန်မှာတော့အသက်ရှင်ကျန်ရစ်ခဲ့တယ်အချိန်2000ကျော်မြောက်တန်တရားမှာတော့သူမကအချိန်ချင်းမှားယွင်းမှုတွေကနေရရှိလာတဲ့အတွေ့အကြုံတွေကိုအသုံးချပြီးလုံခြုံရေးဝန်ထမ်းတွေထက်အရင်ဦးအောင်တိုက်ပွဲကတစ်တာထဲမှာစီရင်ကိုရှာတွေ့ခဲ့တယ်ဇလန်းကဒီအဆင့်ထိရောက်လာတဲ့အခါအားလုံးလည်းသဘောပေါက်လောက်ပါပြီတကယ်တော့ဒီတစ်ချိန်တန်တရားကအရေးကြီးဆုံးအချိန်ဖြစ်ပါတယ်ဒီအချိန်မှာရှေ့မှာကအရာအားလုံးကိုဝါမျိုးမဲ့အေယာမလိုင်းလုံးကြီးရှိနေပြီးဘယ်ဘက်မှာကတော့သူတို့ကိုအတင်းအဓမ္မခွဲခွာပြစ်မဲ့အဖွဲ့အစည်းဝင်တွေရှိနေတဲ့အန်နာကတွေးဝေမနေပဲစီရင်ကိုအောက်ချပေးပြီးပင်လယ်ထဲကိုခုန်ချခိုင်းလိုက်ကမိမိကိုယ်တိုင်ကတော့လုံခြုံရေးဝန်ထမ်းတွေကိုအသက်ဆုံးပိတ်ဆို့တားဆီးရင်းသားအတွက်အချိန်ဆွဲပေးခဲ့တယ်တန်တရားပြီးဆုံးတော့မဲ့အဲ့ဒီနောက်ဆုံးအချိန်ပိုင်းလေးမှာအန်နာရဲ့အုံနောက်ထဲမှာဇီရင်နဲ့တူတူဖြတ်တန်းခဲ့တဲ့အခိုက်အတန့်တိုင်းကဖြတ်ပြေးသွားခဲ့တယ်ဒီအချိန်မှာတော့မိခင်မြတ်တာကအရာအလုံးကိုအောင်နိုင်သွားခဲ့ပြီးအန်နာကနီးပညာရဲ့အဆိုတာကိုနောက်ဆုံးတော့ကြော်ဖြတ်နိုင်ခဲ့ကစိတ်ခံစားမှုအင်ဂျင်ကိုအောင်မြင်စွာအပြီးတက်နိုင်ခဲ့ပါတော့တယ်